ခါတလေကိုယ့်ရဲ့စိတ်ထဲမှာအတန်တစ်ခုကြာရတယ်မင်းတယောက်တည်းပဲလူဒီကြားတဲ့ရှိနေသလိုဒါပေမဲ့ကိုယ့်အတွင်းထဲမှာတော့အလွတ်ကြီးတစ်ခုငါလဲစူးစမ်းခဲ့လေငါလဲပြုံးခဲ့လေငါလဲအဆင်ပြေသလိုပြခဲ့လေဒါပေမဲ့ငါစိတ်ကိုတော့ဘယ်သူမှမမြင်ခဲ့ဘူးတယောက်တည်းရက်နေရတဲ့အချိန်တွေဟာနာကျင်နေဒါပေမဲ့အဲ့ဒီအချိန်တွေကောင်းပဲငါကိုတီးလာခဲ့တယ်တယောက်တည်းရက်နေရခြင်းဟာအားနေခြင်းမဟုတ်ဘူးအဲ့ဒါဟာကိုအားကိုရှာနေတဲ့အချိန်ပဲတယောက်တည်းရက်နိုင်သူတယောက်တည်းခံနိုင်သူတယောက်တည်းမကြရှုံမဲ့ဆက်လျှောက်နိုင်သူဟာဒီနေ့မှာအမြင့်ဆုံးကိုတောင်ကိုခြေတောင်နဲ့ကိုတက်နိုင်မင်းမင်းတယောက်တည်းမဟုတ်ဘူးမင်းကိုယ်တိုင်ရှိနေသည်မင်းအတွက်မျောလင်းချက်လည်းရှိနေတယ်တခါတလေလူမရှိတဲ့အခန်းထဲမှာပဲအကြီးဆုံးဆုံးဖြတ်ချက်တွေမွေးဖွားတတ်တယ်တခါတလေမျက်ရည်နဲ့ပဲအကြီးဆုံးတန်မာမှုတွေတိဆောက်ရတယ်ကိုတယောက်တည်းရက်နေရတဲ့ညတွေဟာမနက်ခင်းအလင်းရောင်အတွက်ပြင်ဆင်နေတဲ့အချိန်တွေပါမင်းပျောက်သွားတာမဟုတ်ဘူးမင်းပြောင်းလဲနေတဲ့အဆင့်မှာပဲရှိနေတယ်လူတွေမမြင်နိုင်တဲ့အချိန်မှာကိုယ်အသွေးမှာအမြင့်တွေပိုနတ်လာနေအမြင့်နတ်တဲ့တစ်ပင်ပဲငုံတိုင်းရားတယ်မှာမလဲဘူးဒီနေ့မင်းတိတ်လေးရက်နေရင်တောင်ဒီနေ့မှာလူတွေမမြင်ခဲ့တဲ့မင်းရဲ့တိုက်တွဲတွေကမင်းရဲ့ဂီယူတိတ်ခါချက်လာမယ်မလွတ်မရှားနေရတာမဟုတ်ဘူးမင်းအားကိုစုနေတဲ့အချိန်ပဲဒါကြောင့်ကိုတယောက်တည်းရက်နေလာတာကိုမကြောက်ပါနဲ့အဲ့ဒီနေရာကနေစပြီးမင်းရဲ့အမြင့်ဆုံးခီးစဉ်စတင်နိုင်တယ်ဘာကြောင့်လဲဆိုတော့တယောက်တည်းရက်နိုင်တဲ့သူဟာတယောက်တည်းလည်းကဘာကိုရင်ဆိုင်နိုင်တယ်